အားလုံးပဲမင်္ဂလာပါဗျအာကာ easy ဂီတာအနေတကယ်ချင်းလို့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့အခမဲ့ပညာဒါနဝရတန်အခြေခံတိခတ်နေရဆိုလို့ရှိရင်ကျွန်တော်သင်ပေးခဲ့တာ lesson 17တိရောက်သွားပြီပေါ့နော်အခုကျွန်တော် lesson 12ကိုသင်ပေးမှာဖြစ်တယ်ပေါ့နော်အခုကကျွန်တော်ခေါ့တွေစသင်နေပြီဖြစ်တယ်ပေါ့နော်အရှိမှဆိုကျွန်တော်သင်ပေးခဲ့တာခေါ့၄ခုရှိသွားပြီပေါ့နော်အခုကကျွန်တော်ဗီဒီယိုတစ်ခုကိုခေါ့တစ်ခုလုံးနဲ့ကျွန်တော်သင်ပေးနေတဲ့ပုံစံမျိုးဖြစ်နေရပါတော့ကျွန်တော်တို့အခုမှစပြီးတော့ဝင်ရောက်လေ့လာမှတကယ်ချင်းနေရပါတော့အရှိမှlesson 1ရဲ့သင်ခန်းစာလေးတွေကိုဒီကြည်ကြည်ညက်ညက်လေ့ကျင့်ပြီးတော့မှ lesson 2ကိုကြည့်မယ်ပြီးလို့ရှိရင် lesson 2လည်းဒီနည်းတိုင်းပဲပေါ့နော်ကျွန်တော်တို့ lesson 2မှာလည်းကြည်ညက်ညက်လေ့ကျင့်သွားရင် lesson 3ကိုကြည့်မယ်ဒီပုံစံတိုင်းလေးကြည့်ပြီးတော့လေ့ကျင့်သွားမှာဖြစ်ပါတယ်ပေါ့နော်အဆင့်ကြီးမကြော်တက်မနဲ့လေ့ကျင့်ဖို့ကအရင်ရေးကြည့်တယ်ပေါ့နော်ကျွန်တော်အဆင့်ဆင့်ပြထားတယ်ဆိုတာကျွန်တော်တို့ဒီလက်ကျင့်ခြင်းဒီခန်းတွေကအစပေါ့နော်နောက်ပိုင်းခေါ်တွေလွယ်ကူစွာဂိုင်တက်နိုင်မှုအတွက်ကျွန်တော်လက်လေ့ကျင့်ခန်းတွေအရင်လုပ်ပြီးတော့ဒီပြခြင်းဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်အရေးကြီးတာတကယ်ချင်းတို့ပြောချင်တာကတော့ကျွန်တော်အဆင့်တွေကိုမကြော်ဘဲနဲ့ဒီပုံမှန်လေးတိုင်းအချိန်ပေးပြီးတော့လေ့ကျင့်ဖို့လိုအပ်ပါတယ်ပေါ့နော်ဒီဂီတာတီးတဲ့ဆိုတာကျွန်တော်တို့အရင်စိတ်ရှည်ရတယ်ပေါ့နော်နေ့စဉ်ပုံမှန်လေးတီးနေဖို့လည်းလိုတယ်ပေါ့နော်အခုကျွန်တော်တို့ဂီတာစလေ့လာတယ်ပေါ့နော်ကျွန်တော်ပြတဲ့သင်ခန်းစာလေးတွေလည်းကြည့်လိုက်တယ်ပေါ့နော်လေ့ကျင့်ခန်းလေးတွေဒီ5-7မိနစ်လောက်လုပ်လိုက်တယ်ပြီးလို့ရှိရင်သူများတွေတချင်းတီးနေတဲ့တွေ့တော့တချင်းဆိုတာမြင်တော့အဲ့ဒါလေးတွေလည်းလိုက်ပြီးလေ့ကျင့်တယ်ပေါ့နော်ကျွန်တော်တို့တနေ့မှာကျွန်တော်4-5နာရီ4-6နာရီပေါ့နော်တနေ့ကုန်ထိုင်တီးလဲကျွန်တော်တို့ပြောက်တော့ပေါ့နော်ဟိုနားနဲ့ဒီနားနဲ့ဒီအဲ့လိုတီးနေလို့ရှိရင်လည်းကျွန်တော်တို့ဘာမှမထိရောက်ဘူးပေါ့နော်အခုကကျွန်တော်တို့ဒီတစ်ခုတည်းပဲဒီဇိုင်းမှတ်လေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့မှကျွန်တော်တို့ဒီပုံမှန်လေးလေ့ကျင့်မှတဖြည်းဖြည်းနဲ့ကိုယ်ကတိုးတက်လာမှာဖြစ်တယ်ပေါ့နော်ဟိုနားနဲ့ဒီနားနဲ့လိုက်ကျင့်လို့ရှိရင်နောက်ဆုံးကြလို့ရှိရင်ကျွန်တော်တို့ရောပြီးတော့ပို့ပြီးတော့စိတ်ပြက်စရာတွေဖြစ်လာနိုင်တယ်ပေါ့နော်အတက်လည်းနှေးစီပါလေအဲ့ဒီတော့ကြောင့်ကျွန်တော်ပြောပြခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တကယ်ချင်းနေကျွန်တော်လည်းတက်စီခြင်းတယ်ပေါ့နော်ဒီကတိကအဲကြောင့်ကျွန်တော်လည်းတက်အောင်တင်ပေးမယ်ပေါ့နော်တင်ပေးမှာကျွန်တော်ရဲ့တာဝန်လိုက်ပြီးတော့လေ့ကျင့်မှာတကယ်ချင်းတို့ရဲ့တာဝန်ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့အရှိမတင်ခဲ့တဲ့ဒီခေါ့လေးကိုကျွန်တော်ပြန်ပြီးတော့နှွေးကြည့်အောင်ဘာခေါ့လေးလဲအရှိမကျွန်တော်တင်ပေးခဲ့တာခေါ့လေးကိုရှိပါပြီပေါ့နော် A minor ပေါ့နော်A minor ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ9ကျိုးကနေစပြီးတီးရမှာပေါ့နော်သူ့ရဲ့ဒီအဲ့ဒါလေးလည်းရေးကြည့်တယ်ပေါ့နော်တီးရမယ်ကျိုးလေးပြီးလို့ရှိရင် E minor ပေါ့နော် E minor ကျတော့6ကျိုးကနေစပြီးတော့တီးရမှာကျွန်တော်ဒါလေးအရှိမပြောခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခါထပ်ပြောပြီးပြတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ C ပေါ့နော် C ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲပေါ့နော်ကျွန်တော်တို့9ကျိုးကနေစပြီးတီးရမှာပေါ့နော် G ကတော့ကျွန်တော်တို့6ကျိုးလုံးတီးရမှာဖြစ်တယ်ပေါ့နော် G ကျတော့6ကျိုးလုံးတီးရမှာဖြစ်တယ်ကျွန်တော် lesson တစ်ခုကိုတက်တိုင်းပေါ့နော်ဒီရှိရ lesson လေ့ကျင့်ခန်းလေးတွေကိုလည်းဒီတွေ့ဖို့လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ပေါ့နော်ပြန်ပြီးတော့နှွေးပေးသင့်တယ်ပေါ့တီးပေးသင့်တယ်โอเคဒါဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့ပြန်နှွေးပြီးတော့တီးကြအောင်ပြန်ပြီးတော့လက်နှွေးတဲ့သဘောမျိုးပေါ့နော်ကျွန်တော်လည်းအတူလိုက်တီးမယ် A minor ပေါ့နော်ပြီးရင် E minor ပြီးရင် C ပြီးရင် G A minor E minor C Gဒါကတော့ကျွန်တော်ရှေ့မှာတင်ပြီးခဲ့တဲ့ခေါ့လေး၄ခုပဲဖြစ်တယ်ပေါ့နော်ဒါလေးကို round ပြီးတော့ကျွန်တော်တို့ပုံမှန်တိုင်းလေးတီးမယ်ကျွန်တော်တို့ဒီရှေ့မှာ lesson 7ကိုကြည်ကြည်ညက်ညက်လေ့ကျင့်ပြီးတဲ့တကယ်ချင်းတွေကဒီ lesson 7ကိုကြည့်နိုင်မှာเนาะနောက်ထပ်ကျွန်တော်ခေါ့လေးတစ်ခုထပ်တင်ပေးမှာဖြစ်တယ်ပေါ့နော်ဒီဥစ္စာလေးကိုမကြည့်ခင်မှာကျွန်တော်တို့ရှေ့ရဟာလေးကိုပိုင်နိုင်စွာလေ့ကျင့်သွားမှာเนาะအခုကကျွန်တော်ကတရက်ကိုခေါ့တစ်ခုလုံးနဲ့တင်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့တကယ်ချင်းတွေကအခုဒီရက်မှာဒီလေ့ကျင့်ခန်းကိုကြည့်လိုက်တယ်ပေါ့နော်အခု lesson 7မှာကျွန်တော် G တင်သွားတယ်ဆို G ကိုကြည့်လိုက်တယ်ဒီနေ့ပေါ့နော်နောက်မနေ့ပြန်မှကျတော့ကျွန်တော် lesson 7ကိုဆက်ကြည့်ပြီးတော့ဒီကျွန်တော်တင်ပြီးတဲ့ခေါ့ကိုလိုက်ပြီးလေ့ကျင့်တယ်ပေါ့နော်အဲ့လိုဒီတရက်ထဲနဲ့ကျွန်တော်ခေါ့တစ်ခုလေးမကျင့်တယ်ပေါ့နော်ကျွန်တော်အချိန်လိုတယ်ပေါ့နော်ဒီခေါ့တွေကိုကျွန်တော်လက်တွေဒီပြောင်းပြီးတော့ရွှေ့နိုင်မှုအတွက်နောက်ဆိုသချင်းတွေဆိုနိုင်မှုအတွက်သချင်းတွေဆိုလို့ရှိရင်ခေါ့တွေရွှေ့နိုင်မှုအတွက်ကျွန်တော်လေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့နော်ခေါ့တွေဒီလိုမျိုးပေါ့နော်ခုနကလောင်းပြီးတော့ဒီ A minor နဲ့ E minor ရွှေ့ပေါ့နော်ပြီးရင် C G C ကနေ G ကိုကျွန်တော်ရွှေ့တယ်ရွှေ့ပြီးတဲ့အချိန်မှာဒီ A minor နေစခဲ့တယ်ပေါ့နော် A minor မတီးပဲနဲ့နောက်ထပ် C ကနေပြီး E minor ချိန်ရင် E minor နေမှာ A minor E minor မှာ G ပေါ့နော်အဲ့ဒီမျိုးလည်းပြန်ပြီးတော့ပြောင်းပြီးတော့မှုန်တော့ပြီးတော့တီးပေါ့နော်ပြီးရင် G ကနေပြန်စမယ်
G ကနေစပြီးတော့ A minor ပြီးရင် C E minor ပေါ့နော်ကျွန်တော်တို့ဒီလေးခုကျွန်တော်မှွေနောက်ပြီးတော့ဒီခေါ့ဒီအရွှေ့ပြောင်းတွေလိုက်လောက်မှာဖြစ်တယ်ပေါ့နော်ကျွန်တော်နဲ့တူလိုက်ကြည့်ကြည့်မယ်ဒီဥစ္စာလေးကိုကျွန်တော်ပတ်လည်လေးလိုက်ကြည့်ကြည့်မယ်ဟောတော့ A minor နဲ့ပြန်စတယ်နော် E minor C G A minor စတယ်နော်ကျွန်တော်တို့အခုက C ရစမယ် G ဒီမယ်ပြီးရင် A minor ပြီးရင် E minor C ရနဲ့ပြန်စမယ်ကျွန်တော်တို့ E minor G A minorကျွန်တော်တို့ကဒီခေါ့တွေကိုပတ်လည်ပေါ့နော်မှွေနောက်ပြီးတော့လိုက်ပြီးတော့တီးနိုင်နေပို့ပြီးတော့ကောင်းနေပေါ့နော်နောက်ပိုင်းတစ်ချင်းနေတီးရတဲ့ခါကျလို့ရှိရင်လက်ရွှေ့ပြောင်းနေမှာပို့ပြီးတော့တီးရတာပို့ပြီးတော့လွယ်ကူသွားအဆင်ပြေသွားမှာပေါ့နော်အဲကြောင့်ကျွန်တော်ဒီခေါ့တွေကိုမှွေနောက်ပြီးတော့တီးခိုင်းနေဖြစ်တယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော် lesson 7ရဲ့သင်ခန်းစာလေးကိုကြည့်အောင်ကျွန်တော်ဒီ lesson 7မှာခေါ့လေးတစ်ခုထပ်သင်ပြီးမှဖြစ်တယ်ပေါ့နော်အဲခေါ့လေးကကျွန်တော်တို့ဒီခေါ့ပေါ့နော်သူ့ရဲ့ခေါ့နာမည်လေးက D ပေါ့နော်ဒီ major ခေါ့ပေါ့နော်ဒီခေါ့လေးကိုကျွန်တော်သင်ပြီးမှဖြစ်တယ်ဒီခေါ့လေးလည်းအရောင်းအသုံးဝင်တဲ့ခေါ့တစ်ခုပေါ့နော်အရှင်းတော်တော်များများမှာပါတယ်ပေါ့နော်အများကြီးသုံးရတဲ့ခေါ့တွေပေါ့နော်အခုကျွန်တော်သင်ပေးတဲ့ခေါ့တွေကတကယ်ချင်းတွေကိုအများကြီးသုံးဝင်တဲ့ခေါ့တွေပေါ့နော်ဒီခေါ့တွေကိုသင်ပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စိတ်မပြတ်ပဲနဲ့ဒါလေးကိုစိတ်ရှိနေလိုက်ပြီးတော့လေ့ကျင့်ကြပါနောက်ပိုင်းကျရင်ကျွန်တော်တချင်းတီးနီးတီးပါတချင်းစုံနီးပါနောက်ပိုင်းသင်ပေးရမှာဖြစ်တယ်ပေါ့နော်တချင်းနီးနဲ့ရောတီးပြီးတော့သင်ပြမှာဖြစ်တယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီကိုဘယ်လိုခိုင်းရမလဲကြည့်မယ်ကျွန်တော်ဒီလက်ကလေးอ่ะပေါ့နော်လက်ကလေးอ่ะနှစ်ခွဲရဲ့တစ်ကျူဖိတယ်ပြီးရင်လက်တကြွယ်ကကျွန်တော်သုံးခွဲရဲ့နှစ်ကျူပြီးရင်လက်ညိုးကကျွန်တော်နှစ်ခွဲရဲ့သုံးကျူပေါ့နော်ဒါဒီဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ထပ်ပြမှာဖြစ်တယ်နော်ဒီလက်ကလေးကနှစ်ခွဲရဲ့တစ်ကျူပြီးရင်လက်တကြွယ်ကကျတော့သုံးခွဲရဲ့နှစ်ကျူပြီးရင်လက်ညိုးပေါ့နော်လက်ညိုးကကျတော့ကျွန်တော်နှစ်ခွဲရဲ့သုံးကျူဒါဒီပေါ့နော်ဒီကိုကျွန်တော်ဒီလိုမျိုးကင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရှိမလေ့ကျင့်တဲ့ဒီလိုမျိုးပဲပေါ့နော်ဒီခေါ့လေးကိုဒီလိုလက်ခတ်လေးနဲ့မတီးသေးဘူးလက်တွေအရင်မှတ်မိသွားလို့အရင်လုပ်မယ်ဒီခေါ့လေးအရွှေ့ပြောင်းအတွက်အဆင်ပြေအောင်ပေါ့နော်ဟုတ်ကျွန်တော်တို့ကဒီပုံစံတိုင်းလေးကင်ရတယ်ပေါ့နော်ကင်ထားပြီးတော့ဒါလေးကိုဒီကင်ထားရလေးကိုပြန်လှုပ်မယ်လှုပ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဖြည့်မယ်နော်အရင်အစလှုပ်လို့ရှိရင်ကျွန်တော်တို့လက်ကိုအရင်မခွာနိုင်တယ်ပေါ့နော်နည်းနည်းလေးပဲကျွန်တော်နည်းနည်းလေးပဲခွာပြီးတော့ပြန်ပြီးတော့ဖိအရင်ခွာနေတဲ့ခါကျတော့ရှင်လက်တွေပြန်ဟိုမမှတ်မိတော့ဘဲနဲ့ဒီအကွက်ပုံစံပျောက်သွားနိုင်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီနည်းနည်းလေးပဲပေါ့နော်အခုကင်ထားတယ်ပေါ့နော်နည်းနည်းလေးလွတ်လိုက်တယ်ပြီးရင်ပြန်ဖိမယ်ပြီးရင်နည်းနည်းလေးလွတ်တယ်ပြန်ဖိတယ်ပြီးရင်နည်းနည်းလေးလွတ်တယ်ပြန်ဖိတယ်ဒါမျိုးကိုကျွန်တော်တို့အချိန်ခံမြောင်းစွာလေ့ကျင့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလက်တွေအကျိုးတွေမှတ်မိပြီဆိုလို့ရှိရင်ဘိုးကဒီလိုမကြည့်နိုင်ဘူးပေါ့နော်အလွတ်ဒါမျိုးလေးကျွန်တော်တို့လွတ်လိုက်ဖိလိုက်လုပ်မယ်ပေါ့နော်လွတ်လိုက်ဖိလိုက်လုပ်ပြီးတော့နည်းနည်းလေးပို့ပြီးအဆင်ပြေလာတဲ့ခါကျရင်ဒီလက်တွေကလွတ်လိုက်တဲ့ခါကျရင်ဒီပေါ့နော်ဒုံကိုင်းလိုက်မှခေါင်းလေးတစ်ချက်တီးလိုက်မယ်ပြီးရင်ပြန်လွတ်မယ်ပြီးရင်ပြန်ကိုင်းမယ်ပြန်တီးမယ်ပြီးရင်ကျွန်တော်ပြန်လွတ်မယ်ပြီးရင်ပြန်ကိုင်းမယ်ခေါင်းလေးတစ်ချက်ပြန်တီးမယ်ပြီးရင်ကျွန်တော်ပြန်လွတ်မယ်ပြီးရင်ပြန်ကိုင်းမယ်ပြန်တီးမယ်ပေါ့နော်ဒီပုံစံတိုင်းလေးကိုကျွန်တော်တို့ကဒီလက်တွေမှတ်မိကောင်းလို့အချိန်ဖန်များတော့ကျွန်တော်လေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်ခောက်ခါလေ့ကျင့်ရမယ်အချိန်ကြီးအများကြီးပေးရမှာပေါ့နော်ကျွန်တော်အချိန်ကတ်တော့မပြောဘူးပေါ့နော်တကယ်ချင်းလို့အချိန်ပေးနိုင်ရင်ပေးနိုင်တယ်လို့ပေါ့နော်ကျွန်တော်များလေ့ကျင့်လေးမြန်တက်လိဖြစ်ပါတယ်ပေါ့နော်လေ့ကျင့်တဲ့တကယ်ချင်းတွေကမြန်တက်မယ်ကျွန်တော်မလေ့ကျင့်တဲ့တကယ်ချင်းတွေကတော့မတက်ဘူးပေါ့နော်ဒါပဲရှိတယ်တကယ်ချင်းတို့ပေါ်မှာမူတည်တယ်ပေါ့နော်ကျွန်တော်ကသင်ပေးရမှာကျွန်တော်ရဲ့တာဝန်ဖြစ်တယ်ပေါ့နော်အဲ့တော့ပုံမှန်လေးဒါလေးကိုလိုက်ပြီးတော့ဒီလွတ်လိုက်ခိုင်လိုက်လေ့ကျင့်မယ်ကျွန်တော်တို့အခုမှစအောင်မဲ့တကယ်ချင်းတွေကျတော့ရှေ့ရလက်စင်တွေကိုယဉ်ကြည့်ပုံကဝင်ရောက်လေ့လာတော့ဒီကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဆင့်တွေမကျော်ဘဲနဲ့လေ့ကျင့်မယ်သူ step by step သွားမှာဖြစ်ပါတယ်ပေါ့နော် lesson တစ်ခုချင်းစီတိုင်းမှာအရေးကြီးတဲ့ကျွန်တော်လေ့ကျင့်ခန်းတွေပဲကျွန်တော်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့နော်အရန်ကိုအသုံးဝင်တဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာလေးလေ့ကျင့်ပါလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်နောက်ပိုင်းကျွန်တော်အများကြီးတိုးတက်လာမှာဖြစ်ပါတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ရဲ့ဒီသင်ပေးထားတဲ့တကယ်ချင်းတွေမှာဆိုတော့တော်တော်လေးရနေတဲ့တကယ်ချင်းရှိတယ်ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်တို့လည်းတချင်းတွေပါတီးလာနိုင်တော့မှာပေါ့နော်
တိတ်မချတော့ပါဘူးဒါလေးကိုကျွန်တော်တို့စိတ်ရှိရင်လည်းလေ့ကျင့်ရမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီ lesson 12ရက်သင်ခန်းစာလေးကကျွန်တော်တို့ဒီခေါ့ပေါ့နော်ဒါလေးပဲဖြစ်တယ်ပေါ့နော် lesson 12ရက်သင်ခန်းစာလေးကဒါလေးပဲဖြစ်ပါတယ်နောက်တော့ကျွန်တော်တို့ lesson 73မှာဗာလေးကြီးဆက်သင်မလဲဆိုတာထပ်ပြီးတော့ကြည့်ကြမယ်ကျွန်တော်အားပေးတဲ့တယောက်ချင်းတွေကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ် lesson 73မှာကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြမယ်တကယ်ချင်းနေအားလုံးအဆင်ပြေကြပါစေ